ဆုံးချိန်ထိတခင်ကိုစောင့်မျှော်ခဲ့သူဂျပန်နိုင်ငံရှီဘူယာဘူတာယုံရှိကဒီခွေးရုပ်တုလေးရဲ့နောက်ွယ်မှာကပအဆွေးဆုံးဇလန်းတစ်ပုတ်ရှိနေရဲဆိုတာသင်သိပါသလား1920ပြည့်လွန်နှစ်တွေတုန်းကဟာဂျီကိုလို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိပါတယ်။သူကမနက်တိုင်းသူ့တခင်ပေါမောက်ခကြီးကိုဘူတာယုံလိုက်ပို့ပြီးညနေရောက်တိုင်းယထာဆိုင်မဲ့အချိန်ကိုဘူတာယုံမှာသွားထိုင်ဆောင်လေးရှိပါတယ်။ဒါပေမဲ့တနေ့မှာတော့တခင်ဖြစ်သူဟာအလုတ်လုတ်ရင်ရုတ်တရက်နှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။တခင်တည်သွားတာကိုနားမလည်တဲ့ဟာဂျီကိုဟာတခင်ပြန်လာမဲ့အချိန်ကိုပဲနေ့တိုင်းသွားဆောင်နေခဲ့ပါတယ်။မိုးရွာရွာနှင်းကြကြလူတွေကမောင်းထုတ်ထုတ်သူကမထွက်သွားပါဘူးသူဆောက်ခဲ့တာဟာရက်ပိုင်းလပိုင်းတည်းမဟုတ်ပါဘူး6နှစ်နဲ့6လတိတိသူဆောက်ခဲ့တာပါနောက်ဆုံး1935ခုနှစ်မတ်လ10ရက်နေ့မှာတော့ဟာဂျီကိုဟာသူ့တခင်ပြန်အလာကိုစောင့်မျှော်ရင်ဘူတာယုံလမ်းမပေါ်မှာပဲတည်ဆုံးသွားခဲ့ပါတယ်ဟာဂျီကိုတည်ဆုံးပြီးရဲ့နောက်ဂျပန်ပြည်သူတွေကဝမ်းနည်းလွန်းလို့သူ့အတွက်ဇာပနပွဲကြီးကျင်းပပေးခဲ့ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်အရေကိုဆေးစီရင်ပြီးတိုကျိုကအမျိုးသားသိပ္ပံပြတိုက်မှာယနေ့ထိပြသထားပါတယ်။ဒီဇလန်လေးကတင့်ကိုမျက်ရည်ကျစေခဲ့မယ်ဆိုရင်တင့်မှာရှိတဲ့အိမ်မွေးတရိတ်ဆန်လေးတွေကိုအရင်ကထပ်ပို့ပြီးဂယူးဆိုင်ပေးလိုက်ကြပါနော်။သူတို့အတွက်တော့တင်ဟာသူတို့ရဲ့ကပါကြီးတစ်ခုလုံးမို့လို့ပါ။အခုလိုဗဟုသုတရဖွယ်ရအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့သိလို့ရ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်နော်အဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်